မင်္ဂလာပါဓမ္မမိတ်ဆွေတို့ဒီနေ့မျှဝေပေးခြင်းနဲ့ကြောင်းရာကတော့လူသားအလုံးကြီးပါရင်ဆိုင်ရတဲ့စိတ်ယောဂတစ်မျိုးဖြစ်တဲ့လောဘအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေဟာနေ့စဉ်ဘဝမှာမျိုးမျိုးသောဒုက္ခတွေကိုကြုံတွေ့နေကြရပါတယ်အဲ့ဒီဒုက္ခတွေရဲ့အရင်းမြစ်ကိုလိုက်ရှာကြည့်လိုက်ရင်လောဘဒေါသမောဟဆိုတဲ့ကိလေသာ၃ပါးစီကိုရောက်သွားတတ်ပါတယ်ဒီနေ့တော့အဲ့ဒီ၃ပါးတွေကလောဘအကြောင်းကိုအဓိကထားပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့လောဘဆိုတာဘာလဲလွယ်ဆုံးပြောရရင်ကိုမရှိသေးတဲ့အရာကိုလွန်မင်းလိုချင်နေခြင်းရပြီးသားအရာတွေကိုလည်းမကျေနပ်နိုင်မဲ့ပူမူလိုနေခြင်းကိုလောဘလို့ခေါ်ပါတယ်လောဘဟာငွေကြီးနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။ယာရုကိုလောဘရှိနိုင်တယ်။ကြော်ကြားမှုကိုလောဘရှိနိုင်တယ်။အာဏာကိုလောဘရှိနိုင်တယ်။အချစ်ကိုလောဘရှိနိုင်တယ်။တချို့လူတွေကငွေမဲ့လို့ဒုက္ခရောက်ကြတယ်။တချို့လူတွေကနာမည်ကျော်ခြင်းလို့ဒုက္ခရောက်ကြတယ်။တချို့လူတွေကသူများတဲ့တာခြင်းလို့ဒုက္ခရောက်ကြတယ်။ဒါတွေဟာလောဘရဲ့ပုံစံမျိုးပဲမဟုတ်လားဗုဒ္ဓမြတ်စွာဘုရားကလောဘကိုမိတော့တစ်ခုနဲ့နှိုင်းယှဉ်တော်မူခဲ့ဘူးပါတယ်မိယာထဲ့တယ်လေဤထွားလေဖြစ်တယ်လို့လောဘဟာလည်းလူကျင်နာရလေလေဘူမူကြီးထွားလေလေဖြစ်ပါတယ်လူတစ်ယောက်ကသိန်းတရားရဖို့ကြိုးစားတယ်သိန်းတရားရသွားတော့သိန်းတစ်ထောင်လူချင်းပြန်တယ်သိန်းတစ်ထောင်ရသွားတော့ဂတိတရားလူချင်းလာတယ်ဂတိတရားရသွားတော့လေစိတ်ကျဉ်နှံ့မှုကရလားဆိုရင်မရသေးပါဘူး။ဘာကြောင့်လဲ။လောဘဆိုတာရလို့မဝတဲ့သဘောရှိလို့ပဲဖြစ်ပါတယ်။ဓမ္မမိတ်ဆွေတို့ဒီနေ့ခေတ်လူငယ်တွေကိုကြည့်လိုက်ရင်ယင်ခေတ်တွေတဲ့ပူချမ်းသာလာကြပါတယ်။ဤပညာတွေပူတိုးတက်လာတဲ့အိမ်ကောင်းတွေကားကောင်းတွေပူများလာတယ်။ဒါပေမဲ့စိတ်ချမ်းသာမှုကပူများလာလားမဟုတ်ပါဘူးစိတ်ပီစည်းမှုတွေစိုးရိမ်ပူပန်မှုတွေစိတ်ကြယောဂါတွေပူများလာပါတယ်။ဘာကြောင့်လဲဆိုတော့လောဘကပူကြီးလာလို့ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာသူများရဲ့ဘဝကိုမြင်ရတယ်။သူများကကားတစ်ဝယ်စီးတာမြင်ရတယ်။သူများကနိုင်ငံခြားသွားနေတာမြင်ရတယ်။သူများကအောင်မြင်နေတာမြင်ရတယ်။အဲ့ဒီခါကိုယ်မှရှိတာနဲ့မကျေနပ်တော့ပဲသူများလိုဖြစ်ချင်လာတယ်ဒီကနေလောဘစိတ်တွေတဖြည်းဖြည်းကြီးထွားလာပါတော့တယ်ဗုဒ္ဓဘာသာမှာပြောတဲ့ဆင်းရဲဒုက္ခရဲ့ကြောင်းရင်းဟာတဏှာဖြစ်ပါတယ်တဏှာဆိုတာလူချင်းတက်မှတ်ခြင်းပဲလူချင်းနာမရရင်ဒုက္ခရောက်တယ်ရပြီးရင်လည်းပျောက်သွားမှကြောက်လို့ဒုက္ခရောက်တယ်အဲဒါကြောင့်လောဘဟာမရရင်လည်းဒုက္ခရရင်လည်းဒုက္ခဒါဆိုလောဘကိုဘယ်လိုနိုင်ယူကြမလဲပထမဆုံးနည်းလမ်းကတော့ရောင်ရဲတတ်တဲ့စိတ်ကိုမွေးမြူဖို့ဖြစ်ပါတယ်ရောင်ရဲခြင်းဟာဆင်းရဲခြင်းမဟုတ်ပါဘူးတိုးတက်မှုမလိုချင်တော့တာလည်းမဟုတ်ပါဘူးကိုယ်မှာရှိတဲ့အရာတွေကိုတန်ဖိုးထားတတ်ခြင်းဖြစ်ပါတယ်နေ့စဉ်ကိုမေးကြည့်ပါငါမှာဘာလို့ရှိနေလဲအသက်ရှင်နေသေးတယ်စားတောက်ရှိတယ်အိပ်စရာနေရာရှိတယ်မိသားစုရှိတယ်ရမရေးကောင်းတယ်ဒါတွေဟာလူအများစုတောင်းတနေတဲ့အရာတွေဖြစ်ပါတယ်ဒုတိယနည်းလမ်းကတော့ဒါနပေးခြင်းဖြစ်ပါတယ်လောဘဟာစုဆောင်းခြင်းနဲ့ဒါနကမျှဝေခြင်းနဲ့ဒါကြောင့်ဒါနဟာလောဘကိုတိုက်ဖြတ်နိုင်တဲ့ကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ပိုက်ဆံအများကြီးမရှိရင်တော့ပြုံးပြနိုင်တယ်၊ကူညီပေးနိုင်တယ်၊ကောင်းတဲ့စကားပြောပေးနိုင်တယ်။ဒါတွေဟာလည်းဒါနဖြစ်ပါတယ်။တတိယနည်းလမ်းကတော့နိစ္စတရားကိုဆင်ခြင်ရမယ်။ဒီလောကမှာဘာမှမမြဲပါဘူး။ငွေကြီးမမြဲဘူး၊လှတရားမမြဲဘူး၊ကျန်းမာရေးမမြဲဘူး။အသက်တောင်မမြဲပါဘူး
ဒီနေ့မှာအားလုံးကိုထားခဲ့ရမှာဖြစ်ပါတယ်ဒီမန်တရားကိုနားလည်လာတဲ့အခါလောဘစိတ်ဟာတဖြည်းဖြည်းလျော့နည်းလာပါတယ်သုဒ္ဓနီလန်းကတော့မေတ္တာပွားများခြင်းဖြစ်ပါတယ်လောဘရှိတဲ့သူဟာငါကိုပဲမြင်တယ်မေတ္တာရှိတဲ့သူဟာငါတို့ကိုမြင်တယ်ကိုယ့်အတွက်ပဲမဟုတ်ပဲသူများအတွက်ပါစဉ်းစားလာတဲ့အခါလောဘရဲ့အင်အားလျော့နည်းလာပါတယ်ဓမ္မမိတ်ဆွေတို့ဘုရားရှင်ကရောင်းရဲခြင်းသည်အမျက်ဆုံးစည်းစိမ်ဥစ္စာလို့ဟောတယ်ဟောခဲ့တယ်မဟုတ်လားလူတယောက်မှာငွေကြေးမြောင်များစွာရှိနေပေမဲ့မကြေနပ်ရင်ဆင်းရဲနေသေးပါဒါပေမဲ့လူတယောက်မှာနည်းငယ်သာရှိပေမဲ့ရောင်းရဲနိုင်ရင်သူဟာချမ်းသာတဲ့သူဖြစ်ပါတယ်တကယ်ချမ်းသာခြင်းဆိုတာငွေကြေးများခြင်းမဟုတ်ပါဘူးစိတ်ချမ်းသာခြင်းဖြစ်ပါတယ်တကယ်အောင်မြင်ခြင်းဆိုတာပိုင်ဆိုင်မှုများခြင်းမဟုတ်ပါဘူးစိတ်ငြိမ်းချမ်းခြင်းဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့အနေနဲ့လောဘတရားကိုနေ့စဉ်သတိထားပြီးကြည့်ရှုကြပါရောင်ရဲတက်အောင်ကြိုးစားပါဒါနပြုလုပ်ပါမေတ္တာပွားများပါနိစ္စတရားကိုဆင်ခြင်ပါဒီလိုကြင်ကြံနေမယ်ဆိုရင်လောဘရဲ့ဂျုံဘဝကနေတဖြည်းဖြည်းလွတ်မြောက်လာပြီးဘုံမူအေးချမ်းတဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်တခါတော့ကမြို့ကြီးတစ်မြို့မှာလွန်ချမ်းသာတဲ့သတိကြီးတစ်ယောက်ရှိတယ်သူမှာတိုက်ကြီးဓာကြီးတွေရှိတယ်လေယာမြေတွေရှိတယ်ရွှေငွေစည်းစိမ်တွေအများကြီးရှိတယ်လူများကတော့သူ့ကိုအားကျနေကြတယ်ဒီလူလောက်ချမ်းသာရရင်ငါတို့ဘဝမှာဘာလို့သေးလဲလို့ပြောကြတယ်ဒါပေမဲ့အဲ့ဒီတရေကြီးရဲ့ရင်ထဲမှာတော့စိတ်ချမ်းသာမှုမရှိခဲ့ပါဘူးမနဲ့အိယာနိုးတာနဲ့ငွေကြီးအကြောင်းစဉ်းစားတယ်နေ့လယ်မှာအမျက်ပူရဖို့စဉ်းစားတယ်ညအိတ်ခန့်လည်းဆုံးရှုံးမှာကိုစိုးရိမ်နေတယ်သူ့မှာရှိတာတွေများလေလေစိုးရိမ်မှုတွေပူများလေလေဖြစ်လာတယ်ဒီနေ့တော့တထေးကြီးဟာတောထဲမှာသတင်းသုံးနေတဲ့ရဟန်းတော်တစ်ပါးစီရောက်သွားတယ်ရဟန်းတော်ကိုကြည့်လိုက်တော့တစ်ပင်အောက်မှာထိုင်နေတယ်ပိုင်ဆိုင်တာဆိုလို့တင်ကန်းသုံးတယ်နဲ့အပိတ်တစ်လုံးပဲရှိတယ်ဒါပေမဲ့မျက်နှာမှာတော့အေးချမ်းမှုတွေပြည့်နေတယ်တထေးကြီးကမေးလိုက်တယ်ရှင်ဘုရားတပည့်တော်မှာငွေကြီးတွေအများကြီးရှိပါတယ်ဒါပေမဲ့စိတ်ကမချမ်းသာဘူးရှင်ဘုရားကဘာမှမရှိပဲဘာကြောင့်ဒီလောက်အေးချမ်းနေရတာလဲရဟန်းတော်ကပြုံးပြီးပြန်ပြေတော့တာပေါ့တကားကြီးတင်ကငွေကိုပိုင်ဆိုင်ထားတယ်လို့ထင်နေတယ်တကယ်တော့ငွေကတင့်ကိုပိုင်ဆိုင်ထားတာဒီစကားကိုကြားလိုက်ရတဲ့အခါသတိကြီးအံ့ဩသွားတယ်ဓမ္မမိတ်ဆွေတို့ဒီလောကမှာလူတော်တော်များများဟာပစ္စည်းဥစ္စာတွေကိုကိုယ်ကပိုင်နေလို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့ဒီပစ္စည်းတွေကြောင့်ပဲစိတ်ပူနေရတယ်ကားကောင်းရှိရင်ခိုးခံရမှာကြောက်တယ်ပိုက်ဆံများရင်ဆုံးရှုံးမှာကြောက်တယ်အိမ်ကြီးရှိရင်ထိမ့်သိမ့်မှုပူပန်ရတယ်ဒီလိုနဲ့ပိုင်ဆိုင်မှုတွေများလာလေလေစိတ်ဝင်တို့ဝင်ပိုးတွေများလာလေလေဖြစ်တတ်ပါတယ်လောကရဲ့သဘောကိုနားလည်ဖို့ကရည်ကြီးဆုံးပါလောဘဆိုတာရလိုက်ရင်ငြိမ်သွားတဲ့အရာမဟုတ်ဘူးလေရလိုက်တာနဲ့နောက်ထပ်တစ်ခုထက်လိုရင်လာတဲ့သဘောကရှိတယ်ပင်လယ်တွေကိုမြည်ရည်တွေသက်မပြတ်စီးဝင်နေပေမဲ့ပင်လယ်ကတော်ပြီလို့မပြောသလိုပေါ့လောဘရှိတဲ့စိတ်ဟာလည်းဘယ်တော့မှမဝနိုင်ပါဘူးဘုရားမြတ်စွာဘုရားကလောဘမီးသည်လောင်ကျွမ်းသောမီးများတဲ့တွင်အပူဆုံးလို့ဟောခဲ့ဘူးရမို့လားမီးကခန္ဓာကိုယ်ကိုပဲလောင်ကျွမ်းစေတယ်လောဘကတော့စိတ်ကိုလောင်ကျွမ်းစေတယ်အိမ်မပြောစေဘူး
မပြောရွှင်စေဘူးမငြိမ်းချမ်းစေဘူးဓမ္မမိတ်ဆွေတို့ဒီနေ့ခေတ်မှာလောဘကြီးလာဖို့အကြောင်းတွေအများကြီးရှိတယ်ပုံပွင့်လိုက်တာနဲ့ဆိုရှယ်မီဒီယာပေါ်မှာသူများရဲ့အောင်မြင်မှုတွေမြင်ရတယ်သူများရဲ့ဇိမ်ခံကားတွေမြင်ရတယ်သူများရဲ့တိုက်ကြီးတာကြီးတွေမြင်ရတယ်အဲ့ဒီအခါငါလည်းရကျင်တယ်ဆိုတဲ့စိတ်တွေဖြစ်လာတယ်တကယ်တော့ပြဿနာကပစ္စည်းမှမဟုတ်ပါဘူးစိတ်မှရှိတာပါလောဘကိုနိုင်ယူဖို့ပထမဆုံးလုပ်ရမယ့်အရာကတော့ငါမှရှိတာတွေကိုကျေးဇူးတင်တတ်ဖို့ဖြစ်ပါတယ်ဒီနေ့မနေ့နိုးလာနိုင်တာကိုကျေးဇူးတင်ပါကျမ်းမာနေတာကိုကျေးဇူးတင်ပါစားစရာရှိတာကိုကျေးဇူးတင်ပါမိသားစုရှိတာကိုကျေးဇူးတင်ပါကျေးဇူးတင်တတ်တဲ့စိတ်ရှိလာရင်လောဘစိတ်လျော့နေလာပါတယ်ဒုတိယအချက်ကတော့ဒါနများများပြုပါလောဘကယူခြင်းနဲ့ဒါနကပေးခြင်းနဲ့ဒါကြောင့်ဒါနဟာလောဘရဲ့ရန်သူဖြစ်တယ်ပိုက်ဆံများများလှူနိုင်မှမဟုတ်ပါဘူးရေတစ်ခွဲတိုက်တာလဲဒါနပဲအကူအညီပေးတာလဲဒါနပဲနောက်ဆုံးကောင်းတဲ့စကားလေးပြောပေးတာလဲဒါနပဲမဟုတ်လားဒီကံမြဝီတတ်သူရဲ့စိတ်ထဲမှာလောဘကနေရာယူဖို့ခက်ပါတယ်တတိယချက်ကတည်ခြင်းတရားကိုဆင်ញင်လိုက်ပါလူတိုင်းတစ်နေ့တည်ကြရမယ်ဘယ်သူမှမလွတ်ဘူးတည်တဲ့အခါငွေတွေကယူသွားလို့မရဘူးကားတွေလည်းယူသွားလို့မရဘူးအိမ်တွေလည်းယူသွားလို့မရဘူးယာရုတွေယူသွားလို့မရဘူးဒီမှန်တရားကိုနားလည်လာတဲ့အခါငါဆိုရဲဇလန်းမှုတွေလျော့လာတယ်လောဘတွေလျော့လာတဲ့ဓမ္မမိတ်ဆွေတို့ဘုရားရှင်ရဲ့တရားတော်မှာရောင်ရည်ခြင်းသည်မြတ်ဆုံးစည်းစိမ်ဥစ္စာလို့ဟောတော်မူခဲ့တယ်မို့လားလူတစ်ယောက်မှာငွေပေါင်းမြောင်များစွာရှိနေပေမဲ့မရောင်ရဲနိုင်ရင်ဆင်းရဲတဲ့သူဖြစ်နေသေးပါတစ်ဖက်မှာငွေကြီးနည်းနည်းသာရှိပေမဲ့ရောင်ရဲနိုင်တဲ့သူကစိတ်ချမ်းသာတဲ့သူဖြစ်ပါတယ်ဒါကြောင့်ချမ်းသာခြင်းရဲ့အတိတ်ပဲစစ်ဟာပိုင်ဆိုင်မှုများခြင်းမဟုတ်ပါဘူးစိတ်ငြိမ်းချမ်းခြင်းသာဖြစ်ပါတယ်ဒီနေ့ကစပြီးကိုယ်စိတ်ထဲမှာလောဘပေါ်လာတိုင်းဒါကိုတကယ်လိုအပ်လို့လားဒါကိုမရရင်ငါမပြောနိုင်တော့ဘူးလားလို့ကိုမိကြည့်ပါမိကုံလေးတစ်ခုကပဲလောဘစိတ်ကိုအားနည်းသွားစေနိုင်ပါတယ်နောက်ဆုံးဤကုန်းကျုံနေနဲ့လောဘဟာပြင်မာရှိတဲ့ရန်သူမဟုတ်ပါဘူးကိုယ်စိတ်ထဲမှာရှိတဲ့ရန်သူဖြစ်ပါတယ်အဲ့ဒီရန်သူကိုနိုင်ယူနိုင်မှုရောင်ရဲခြင်းကိုမွေးမြူပါဒါနကိုကျင့်သုံးပါမေတ္တာပွားပါနိစ္စတရားကိုဆင်ញင်ပါဒီလိုကျင့်ကြံနေမယ်ဆိုရင်လောဘရဲ့ဂျုံဘဝကနေလွတ်မြောက်ပြီးစိတ်အေးချမ်းတဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးလောဘတရားရောနေပြီးစိတ်ချမ်းသာကိုချမ်းသာရှိကြပါစေ